Hello ဒီနေ့က stage 2လေးရပါပြီရှင်လောက်ကြပါ stage 2လေးရပါပြီဆိုမှပဲပြတ်သွားတော့အော် stage 3လေးရပါပြီညာ stage 3သွားမယ်ဒါတကယ်ချင်းနဲ့တူဆော့ဘာက line တက်ပြီဆိုတော့လေငယ်ချင်းနဲ့တူဆော့လိုက်ပြီပေါ့နော်ငယ်ချင်းနဲ့ဆော့ပါပြီLet's take 3 လေးပါရှင် line တော့မကောင်းနောက်ကတိုင်မဆူညံနေပါနော်ဒါပေမဲ့အတန်ဖြတ်ထားလိုက်ပါမယ်ဟဲ့ငါတကယ်ကြီးဒီမှာတော့မဆောင်ဘူးဒီမှာလည်းငါမေးကြည့်လိုက်အောင်မေးကြည့်လိုက်ပါဦးမယ်တော့ဆောက်ဝိုင်းဒါပေမဲ့ကွာကိုပဲဆောက်လိုက်တော့နော်သွားပြီပဲသွားပါလိမ့်မယ် Test stage 3ကိုခုမှရောက်သွားline တော့ထည့်နေသေးလား line တော့ထည့်နေနည်းနည်းဒီခတ်ပေးပါရှင်ငါ line ထည့်တယ်လို့ဒီခတ်လေးပါလို့အားလုံးပြောကြပါတယ်ဒီကိုကြည့်တဲ့သူတွေအားလုံးကိုline ထည့်နေနည်းနည်းတော့ဒီခတ်ပေးလိုက်ပါရှင်ဒီခတ်ပေးလိုက်ပါခုံးမှာငါနောက်လိုက်လာတောက်စရာကြီးပြေးတယ်ရပါပါပြီခေါင်းပါရနောက်ခေါင်းလေးပါထွက်နေနော်ခေါင်းထဲမှာဟွာကြီးတယ်နော်မိုက်တယ်နော်ခေါင်းထဲမှာဟွာကြီးတယ်လက်ကြီးတွေထွက်နေတာနော်ခေါင်းထဲမှာလက်ကြီးတွေထွက်နေတာရမ်းလှဟေးဒီတော့မယ်မလေးတော့တော့babyอ๋อဟာရောက်စီငါနဲ့တူတယ်နော်သမီးနဲ့တူပါရှင်သမီးနဲ့ကတော့မှနေရညီမတွေပါကတော့မှအကြီးသမီးကအငယ်ပါတော်သေးပါတရားခေါင်းနေနေပဲရှိတယ်သူကဘာလဲမထီးဘယ်နဲ့တော့ငေါ့လာတက်ဝိုင်းအမ်ဖြစ်တယ်ဝဲတော့စိတ်ကမှကျွမ်းဝိုင်းပါနော်Stage 4လေးရောက်ပါမယ် Stage 4လေးကြာရင်တစ်ခါပြန်တွေ့ပါမယ်ရှင် Bye bye ပါနာ Bye bye ပါရှင် Bye bye ပါ Bye bye ပါ Bye bye ပါ